မျိုးသမီးကသူမရဲ့ခင်ပွန်းကိုပထမဆုံးအချိန်နဲ့လိုက်တဲ့အခါမှာတော့သူတို့ရဲ့နှက်ခမ်းတွေဟာတစ်ခုနဲ့တစ်ခုကပ်ပါသွားပါတော့တယ်သူတို့ဘလို့ပဲခွာဖို့ကြိုးစားကြပေမဲ့လည်းခွာလို့မရခဲ့ပါဘူးအမျိုးသားကစကားပြောဖို့ကြိုးစားလိုက်တိုင်းမှာအမျိုးသမီးရဲ့နှက်ခမ်းကိုနာကျင်စွာဆွဲတယ်လို့ဖြစ်နေတာကြောင့်သူမမှာမျက်နှာလေးရှုံးမဲ့နေရရှာတယ်အမျိုးသမီးကသူ့ကိုစိတ်အေးထားဖို့အမူအရာနဲ့အချိန်ချင်းအချက်ပြခဲ့ရပါတယ်နောက်ဆုံးမှာတော့အပြင်းထန်ကြိုးစားပြီးနောက်သူတို့ရဲ့နှုတ်ခမ်းတွေပြန်ခွာသွားခဲ့တယ်အမျိုးသားကတော့ဒေါသတကြီးနဲ့လှက်ကသွားပြီးသူမဘက်ကိုတစ်ချက်ကလေးတောင်လှည့်မကြည့်ခဲ့ပါဘူးဒါပေမဲ့သူမစီကနေစစ်လာတော့ပဲဝေးဝေးရောက်တဲ့အချိန်မှာပဲအမျိုးသမီးရဲ့ရင်ဘက်ကနေအနီအောင်လင်းတဲ့တကူဖက်ပေါ်လာပါတယ်သူမဟာရှင်ပြင်းမှုခက်ပြီးလေထဲမှာဝဲကန်သွားကအမျိုးသားရဲ့နှုတ်ခမ်းကိုထပ်မံပြီးအတင်းကန့်နန်းလိုက်ခင်ပါတယ်လူနှစ်ယောက်တယောက်ကိုတယောက်ကြည့်နေကြတော့မှပဲအမျိုးသားကသူမကိုရုပ်ပြည့်တူထုတ်လိုက်ပါတယ်ပြီးနောက်သူဟာထွက်ပြေးဖို့အတွက်အိမ်ခေါင်မိုးပုတ်ကိုခုန်တက်သွားပေမဲ့မမြင်ရတဲ့အင်အားတစ်ခုကသူ့ကိုနောက်ပြန်ဆွဲချလိုက်ပါတော့တယ်တညာလုံးဟိုဘက်ဒီဘက်လေးရင်းနဲ့နောက်ဆုံးမှာတော့သူတို့နှစ်ယောက်ဒီဖြစ်စဉ်ရဲ့ပုံစံကိုသဘောပေါက်သွားကြပါတယ်သူတို့နှစ်ယောက်ဟာ10မီတာထက်ပိုမဝေးသေးပြီးတော့ဒီလိုထူးဆန်းတဲ့အင်အားစုမျိုးပေါ်လာမှာမဟုတ်ပါဘူးဒါကြောင့်သူတို့ဟာ10မီတာကွာဝေးမှာပဲစိတ်ခါလက်ချနေထိုင်ကြပြီးတလက်မတောင်ပုံမဝေးတော့အောင်ဂရုစိုက်ကြပါတယ်အမျိုးသားဟာမျိုးသမီးကိုစဝေးစဝါနဲ့ကြည့်နေမိတယ်သူဟာသူ့ရဲ့ဇနီးတွေကိုတေအောင်ချိန်စာတိုက်တတ်တယ်လို့နာမည်ကြီးနေတဲ့ခန်းညာထဲဝါပြီးလူများသုံးရတဲ့စစ်တူကြီးတူပါဒါပေမဲ့သူဟာတစ်သက်လုံးစစ်မီဒီမှာဖြတ်တန်းလာခဲ့တာတော့ဒီလောက်အထိထူးဆန်းတာမျိုးတစ်ခါမှမမြင်ဘူးခဲ့ပါဘူးအဲ့ဒီအချိန်မှာပဲအမျိုးသမီးဟာပိုက်ထဲကနေလူပြည့်နာကျင်လာပြီးအင်တာကိုအမြတ်တော့ဖို့လိုအပ်လာပါတယ်ဒီအကြောင်းကိုကြားလိုက်ရတဲ့အခါအမျိုးသားရဲ့မျက်နှာဟာချက်ချင်းပဲမောင်ကျသွားခဲ့တယ်ဘာလို့လဲဆိုတော့အိမ်တော်ရဲ့အင်တာကလူသူမနီးတဲ့အစုံခါမှရှိနေတာမို့အမျိုးသမီးအဲ့ဒီကိုတော့မယ်ဆိုရင်သူ့ပါလိုက်သွားရတော့မှဖြစ်လို့ပါပဲဒါပေမဲ့လည်းသူ့လိုက်တော့ဖို့ကလွယ်ပြီးတခြားရွေးချယ်စရာမရှိခဲ့ပါဘူးအမျိုးသမီးကအင်တာထဲကိုဝင်သွားတဲ့အခါအမျိုးသားကတော့အကင်းကနေဓာတ်ကိုကင်ပြီးအဆောင်ကျက်လုပ်ပြီးနေရပါတယ်အဲ့ဒီနားကနေဖြတ်သွားတဲ့အစီခံတွေဟာဒီမြင်ကွင်းကိုကြည့်ပြီးအံ့ဩသွားကြတယ်သူတို့ဟာအချင်းချင်းတူတူတိတ်တိတ်ပြောဆိုကြရင်စစ်တူကြီးကသူ့ဇနီးရဲ့ပေါ်ဘလောက်တောင်အလိုလိုက်ပြီးချင်းမြန်လို့တဲ့ဆိုတာကိုအံ့ဩနေကြပါတယ်စစ်တူကြီးရဲ့အိမ်တော်ရေးကံမကောင်းမှုဆိုရဲကောလာဟာလာတွေကမဟုတ်မှန်ပဲစစ်တူကြီးကသူမဘူးတကယ်ကြီးချင်းမြန်လို့ရပဲလို့သူတို့ကောက်ချက်ထားလိုက်ကြပါတယ်စစ်တူကြီးကသူတို့အတင်းပြောနေရတွေကိုကြားပြီးဒေါသတွေထွက်နေခဲ့တယ်ဒါပေမဲ့အမျိုးသမီးကတော့တိတ်ကစိတ်တဘောကြနေခဲ့ပါတယ်ဒါပေမဲ့ဒူမကြီးနဲ့ပီတီခင်နေတော့မှပဲချစ်ချော့သွားပါတော့တယ်အမျိုးသမီးဟာအော်ဟီပီနောက်ပြန်လဲကျသွားတယ်ဒူမရဲ့အော်တန်ကိုကြားလိုက်ရတဲ့အခါအမျိုးသားကဒူမဘေးဒုက္ခရောက်နေပြီးအမှတ်နဲ့အခြေအနေကိုကြည့်ဖို့အိမ်သားထဲကိုချက်ချင်းပြေးဝင်သွားပါတယ်သူတို့နှစ်ယောက်မျိုးလုံးချင်းစုံသွားတဲ့အခါလေလူကြီးကတုံးကနေရက်တန်သွားတယ်လို့ပါပဲချက်ချင်းဆိုသလိုအိမ်သားထဲမှာအနံ့အသက်တွေကနန်းစောလာပြီးတယောက်နဲ့တယောက်အင်မတန်နေရခက်တဲ့အခြေအနေဖြစ်သွားပါတော့တယ်ဒီဖြစ်ရပြီးရဲ့နောက်မှာတော့သူတို့ရဲ့ဆက်ဆံရေးဟာအောက်ဆုံးအဆင့်ကိုထူးခြားသွားပါတယ်ဘသူကမှတယောက်နဲ့တယောက်နားမှာမရှိချင်ကြပေမဲ့10မီတာတွင်းမှာပဲနေရမှာဖြစ်တဲ့အတွက်တကယ်တမ်းခွက်ခွာလို့မရခဲ့ကြပါဘူးနေ့ဘက်မှာအမျိုးသားကရုံးခန်းထဲမှာအလုပ်ကိစ္စတွေလုပ်နေချိန်မှာအမျိုးသမီးကအခင်ကနေနေကြစစ်ဆိုင်ရင်းဆောင်နေတတ်ပါတယ်အမျိုးသားကလေ့ကျင့်ရေးကွင်းမှာဓာတ်တိုင်းတွက်တဲ့အခါမှာလည်းအမျိုးသမီးကသေကားဖြစ်ပေါ်မှာထိုင်ပြီးဆောင်နေတယ်ပါတယ်တဖြည်းဖြည်းနဲ့အစီခံတွေရဲ့အကြည့်တွေဟာစစ်တူကြီးကဇနီးကိုအရန်ချစ်တယ်ဆိုတဲ့အမြင်ကနေတန်တရားတွေဖြစ်လာကြပါတယ်အမျိုးသမီးဟာစစ်တူကြီးမရှိပဲမနေနိုင်တာပဲလို့သူတို့စတင်ယုံကြည်လာကြပါတယ်နောက်ဆုံးမှာတော့သူတို့နှစ်ယောက်ဟာတယောက်နဲ့တယောက်ခွင့်မနေနိုင်အောင်ဖြစ်နေကြတာပဲလို့ကောက်ချက်ချလိုက်ကြပါတော့တယ်အမျိုးသမီးကလည်းသူမရဲ့အခြေအနေကိုဖြည်းဖြည်းချင်းလက်ခံလာပြီးအိမ်တော်မှာပဲတက်တောင့်တက်တာနေထိုင်လာခဲ့ပါတယ်တနေ့မိုးရွာပိုင်းမှာတော့အမျိုးသားဟာစစ်စခန်းမှာအစည်းအဝေးလုပ်ဖို့အရေးကြီးတဲ့စင်ကော်ချင်းကိုခံလိုက်ရပါတယ်အမျိုးသမီးမှလည်းလက်တွားရုံကလွယ်ပြီးမရှိခဲ့ပေမဲ့စစ်စခန်းရဲ့အဓိကတဲကြီးတဲ့ကိုတော့ဝင်ခွင့်မရခဲ့ပါဘူးသူမဟာအမျိုးသားကိုအနီးနားကတဲလေးတစ်ခုထဲမှာစောင့်နေခဲ့ပါတယ်ဒါပေမဲ့စစ်စခန်းကအစားအသောက်တွေဟာရိုးရှင်းလွန်းလာတော့သူမရဲ့အကြိုက်နဲ့မကိုက်နေပါဘူးဒါကြောင့်သူမဟာအဆက်စားခြင်းနဲ့စိတ်ကိုကြည့်ဖြောက်ဖို့အတွက်သူမရဲ့အစီခံမလေးကိုစီထရန်ဟော့ပေါ့အဆက်လုပ်ခိုင်းလိုက်ပါတယ်အမျိုးသမီးဟာတိုးသားတစ်ဖက်ကိုပစက်ထဲထည့်လိုက်တဲ့အခါစရှိရှိရတာကသူမကိုလွှမ်းမိုးသွားပါတယ်သူမအစားအသောက်တွေကိုငင်းရှိရေးစားနေတော့မှပဲအတိကတဲကြီးတဲ့ကနေရုပ်ရုပ်တဲတဲအတန်တွေထွက်လာပါတယ်စစ်စခန်းတစ်ခုလုံးဟာပြပြတဲ့ဖြစ်ကုန်ကြပြီးစစ်သက်ဆိုင်ရာဆရာဝန်ကိုအော်ဟစ်ခေါ်နေကြပါတယ်အဲ့ဒီအချိန်မှာပဲအမျိုးသမီးဟာအထင်ကနေတခါမှစစ်မရှုံဘူးတဲ့အနိုင်မခံစစ်သူကြီးဟာလူအများရှိမှမျက်ရည်တွေကျနေတယ်ဆိုတဲ့အကြောင်းကိုကြားလိုက်ရပါတယ်အမျိုးသမီးဘာမှတောင်ပြန်မတုံ့ပြန်နိုင်သေးခင်မှာပဲအမျိုးသားဟာမျက်နှာတစ်ခုလုံးမြည်ရပြီးတဲတဲကိုဝန်းကနေဝင်လာပါတော့တယ်သူ့နောက်ကရဲမက်တွေဟာကြောက်လန့်နေတဲ့မျက်နှာတွေနဲ့ပါလာကြပြီးသူကတော့ရှိဖို့အချိန်နဲ့ရှောက်လာကသူမဘာရီစားနေရလဲဆိုတာကိုဒေါသတကြီးမင်းနဲ့မှာတော့တယ်ဒီမြင်ကွင်းကိုမြင်လိုက်ရတဲ့အခါမှာတော့မျိုးသမီးဟာအားလုံးကိုနားလည်သွားပါတော့တယ်သူနှစ်ယောက်ဟာအကွာဝေးကန့်တက်ချက်နဲ့ချင်းအောင်ခံထားရရုံနဲ့မကပဲအာယုံခံစားမှုတွေကိုပါအတူတူဝင်းညခံစားနေရတာပဲဖြစ်ပါတော့တယ်